အဲ့ကိုမြောက်ခင်ခဏကချိန်တော့ကမိုင်းကနေပြီးတော့မြို့နယ်စုဦးရဲ့အဖွဲ့ကောင်းဆောင်ဟောင်းကယ်ရူလာလို့မေးတော့မိုင်းကလိုက်ကြောင်းလေးပြောပြလိုက်ပြီးမိုင်းကကယ်ရူကိုလိုက်သူ့ရဲ့အဆုံးမှရှိတဲ့နေရာကိုခေါ်တားပေးဖို့ကယ်ရူကိုတောင်းဆိုလိုက်ပါတယ်ကျေးဇူးအနေနဲ့ရှေ့ကိုကမ်းလှမ်းခဲ့တော့ကယ်ရူကလည်းအနှဲငယ်တန်တရားရှိသွားပြီမဲ့မင်္ဂလေးတယောက်တည်းဆိုတော့လက်ခံလိုက်ပါတယ်လက်ရှိချိန်မှာတော့ကယ်ရူရဲ့စိတ်တွေကနေပြီးတော့လှပလိုက်တဲ့မျက်နှာနဲ့ရှင်းလိုက်တဲ့မော်ဒီပြီးတော့လိုက်တည်တော့နေရာမှာတခါတည်းမရင်းကြည့်မယ်လို့စိတ်ကနေမှန်းနေပါတယ်ရောက်တော့ကယ်ရူတို့ဆက်စင်ထားတဲ့စကလုံးတွေနဲ့ပြောပြီးစိတ်မကောင်းဘူးလို့ပြောလိုက်ပါတယ်ပြီးတော့မိုင်ကတနာဆရာကောင်းလိုက်တာဒီလိုမောင်မိုက်ကြီးညစ်ပတ်နေရတဲ့မှာအဖွဲသားတွေတိစ္ဆာပေါက်တာခံရပြီးတက်တာခံရကနီးငါကစောကတဲ့ဘေးနားမှာရှိနေလိုက်ရင်မြတ်တန်ရပြီးကန်နာခံရပြီးတွေးပိနေမှာလို့လုံးဝမဖြစ်နိုင်တာလို့အတိတ်ကအကြောင်းအရာတွေကိုတခါတည်းပြောပြလိုက်ပါတော့တယ်ကယ်ရူလည်းကြောက်လန့်ပြီးနောက်ကိုပြန်ဆောက်သွားပြီးမင်းကစပိုင်လာလို့မေးတော့မိုက်ကငါကတစ္ဆာရှိတာကလိုက်တယောက်တည်းပဲငါမိုက်ကောင်းခုံကိုစားမယ်ဆိုဒီမှာပိုင်းရောင်ကဘာလဲဆိုတော့တခါတည်းတိတော်ရစေရမယ်လို့ပါသွားတယ်အနှဲငယ်ပြန်လိုက်ပါတယ်